ရေခဲထောင်းနေကြည့်ဖို့ရှန်ဂရီလာကိုရောက်လာပါပြီရှင်ရှန်ဂရီလာရှန်ဂရီလာကပင်လယ်ရေမျက်နှာပြင်အထက်3300မီတာလောက်မှာရှိပါတယ်။ကုန်းမြင့်ဒေသတွေမှာအောက်ဆီဂျင်နည်းလို့ခုန်ပေါက်ခြင်းပြေးလွှားခြင်းတွေမပြုလုပ်ရဘူးလို့ပြောပါတယ်။ฉันมาถึงแล้วภูเขาหิมะภูเขาก็คือซานเมาเทียน对ภูเขาซานရေခဲထောင်းရောက်ပြီมาถึงแล้ว要比请勿在站台上逗留，祝您旅途愉快。ရောက်ပြီရှန်ဂရီလာมาถึงแล้วเชกิล่าหนาวมากค่ะ8องศาภูเขาหิมะอยู่ทางโน้นอันนั้นเป็นรูปใช่ไปเจ้าผลเหรอเป็นซูกูชใช่ไหมเรดเฟนยูเลิฟมีไหมเลิฟยูเลิฟมีไหมเลิฟอยู่ไหมเด็ดบ๊ายบายရှန်ဂရီလာမြို့တွေကိုစဝင်လိုက်တာနဲ့ပထမဆုံးဖူးတွေ့ရမှာကတော့ခောရှေထာကျုံထာလို့ခေါ်တဲ့မြို့ရဲ့အထိမ်းအမှတ်ဇီဒီလေးဖြစ်ပါတယ်ဒါကတော့စူးယိုချာလို့ခေါ်တဲ့တိဘက်လက်ဖက်ရည်တစ်မျိုးပေါ့နော်အရသာကြတော့စိမ့်စိမ့်လေးနိုင်နိုင်ကြီးကြီးလေးတောက်လို့ကောင်းတယ်ဒီလက်ဖက်ရည်ကိုတိဘက်လူမျိုးတွေကသူကကုန်းပြင်းပြင်းမှာနေရဆိုတော့အေးတန်ခံနိုင်ဖို့နဲ့အာဟာရဖြည့်တင်းဖို့အတွက်တောက်တာဖြစ်တယ်တဲ့ပြီးတော့နေ့လေစာကိုတိဘက်ခောက်ဆွဲစားခဲ့ပါတယ်ဒုတိယနေ့မှာတော့ကျွန်မတိဘက်ဝစ်စုံနဲ့ဓာတ်ပုံရိုက်ချင်လို့ရှေးအောင်မျိုးတွေကဆိုင်လေးတစ်ဆိုင်မှာပေါ့နော်မိတ်ကပ်ရယ်သပင်ရယ်သွားလုပ်တယ်ပြီးတော့ဝစ်စုံငှားရယ်ပေါ့နော်မျက်လုံးအောက်ကအယောင်လေးချဲပေးထားရကြတော့ကုန်းမြင့်မြင့်ကတိဘက်လူမျိုးတွေနေလောင်ထားတဲ့ style ပေါ့ပြီးတော့လုံးဝ main cream စတန်ချင်ကိုနည်းနည်းခက်မမိုက်လုပ်ပေးပါဆိုလို့သူကသပင်ကောက်ပေးရယ်ကျက်စံပြီးချစ်ပေးရယ်မိုက်တယ်စပင်ကိုကောက်လိုက်ပြီးတော့ကျက်စံမျိုးကိုတိုးထည့်ချစ်တာတိုင်းရင်းသား5အပြည့်ရတယ်လို့ကျွန်တော်ခံစားရတယ်ပေါ့ရရောင်းလေးနဲ့ရမ်းမိုက်တယ်是的တိဘက်လူမျိုးတွေရဲ့ဝတ်စားစင်ပုံကကြတော့သူတို့နေထိုင်တဲ့ကုန်းမြင့်မြင့်ဒေသရဲ့ရာသီဥတုနဲ့လည်းသက်ဆိုင်ပါတယ်။ကုန်းမြင့်မြင့်ဒေသဖြစ်တဲ့အတွက်အရန်အေးတော့ဒီလိုမျိုးအမွှေးတွေအထူးရည်နဲ့ဝတ်ရုံကြီးကိုသူတို့ဝတ်ကြတယ်။ဒါပေမဲ့မနက်ပိုင်းအချိန်ဒီမှာကြတော့အလုပ်လုပ်ရတယ်နော်။လုပ်ရတဲ့အခါကျတော့ဥပမာတောင်ယာလုပ်တာပဲဖြစ်ဖြစ်နွားနိုးညစ်တာတို့တိဘက်ထောဘက်တွေလုပ်တာတို့အဲ့လိုမျိုးဟာမျိုးဆိုလို့ရှိရင်ကြတော့သူတို့အဆင်မပြေဖြစ်မှဆိုလို့လက်တစ်ဖက်ကိုသူကမဝတ်ပဲဒီတိုင်းထားရပေါ့နော်။လှုပ်တဲ့အခါမှာအပူရန်တက်တာဖို့နဲ့အဆင်ပြေဖို့အတွက်ပေါ့ညဘက်ကြတော့မှလက်နှစ်ဖက်လုံးပြန်ဝစ်လိုက်တယ်ပေါ့အခါကျတော့ညဘက်ကြတော့အေးတန်ကိုကာကွယ်ဖို့အတွက်ခြုံဆောင်လို့ဖြစ်သွားပြီးနှွေးသွားတာပေါ့မိတ်ကပ်ပြင်ပြီးရတဲ့ပုံစံကတခြားတယောက်တိုင်းမယ်နော် Veil or Shadow ရပြင်ပြီးနေတူတယ်တဲ့ဒီမှာလေးတယောက်ကအဲ့လိုပြောတယ်ရောက်ပြီ加西德勒，你好，你好，我们一起说加西德勒，对吧？加西德勒，对，那的加西德勒，马祖了，要比，ဒီဘက်နွားဂျာ
ကြိုက်တဲ့တိဘက်သချင်းလေးနဲ့ကျမရဲ့အကလေးကိုလည်းရှူသားပေးကြပါအောင်ရှင်ပုံထဲမှာမြင်ရတာတော့တိဘက်ဘာသာစကားနဲ့လုံးတာလို့ခေါ်တဲ့ဓမ္မလန်တွေဖြစ်ပါတယ်။တိဘက်လူမျိုးတွေရဲ့ယုံကြည်ချက်အရလေးတစ်ခါကြရင်ဓမ္မလန်တစ်ခါလွင့်တိုင်းတရားတော်တစ်ခါပူဇော်နဲ့တူပါတယ်တဲ့။ဒါကြောင့်မလို့လန်တွေကိုချိတ်ဆွဲခြင်းအပြင်လူသားတွေဘေးကင်းဖို့ကျမ်းမာဖို့အဆက်ဆက်ရာအဆင်ပြေဖို့စတဲ့ဆုတောင်းတွေကိုတရားတော်နဲ့အတူတိုက်ခတ်နေတဲ့လေကကမ္ဘာမြေကြီးမှာရှိတဲ့လူသားတွေအတိုင်းစီကိုအရောက်ပို့ပေးနိုင်တယ်လို့လည်းယုံကြည်ကြပါတယ်။ရွေချက်လေးကကောင်းလိုက်တာနော်။အလံရဲ့အယောင်တွေကလည်းအတိတ်ပဲကိုစီရှိပါတယ်။အပြာရောင်ကကောင်းကင်ကြီးဖြစ်ပါတယ်။အဖြူရောင်ကတိမ်တွေဖြစ်ပြီးအနီရောင်ကမီးတောက်ဖြစ်ပါတယ်။ပြီးတော့အစိမ်းရောင်ကကြတော့မြက်ခင်းပြင်မြက်ချောင်းတွေရဲ့အယောင်ဖြစ်ပြီးတော့အဝါရောင်ကတော့ကဘာမြေကြီးဖြစ်ပါတယ်တဲ့အလံတွေရဲ့အယောင်ကကဘာမြေကြီးနဲ့လူသားတွေကိုချိတ်ဆက်ပေးတဲ့ပေါင်းစည်းခြင်းလက္ခဏာတစ်ခုလို့လည်းဆိုကြပါတယ် Yes အခုကရှန်ဂရီလာရောက်နေပါတယ်ဒီမှာမြက်ခင်းစိမ့်စိမ့်လေးနဲ့ရမ်းလာတယ်တိတ်လဲလာရတော့ဒီတော့ချာရှိလေကုန်းမြင့်ဒေတာဆိုတော့ရာသီဥတုအပြောင်းလဲလည်းမြန်တယ်အခုနေတာပြီးချက်ချင်းမိုးတွေအုပ်တက်လာတယ်လို့လေတိုက်တာလည်းအရန်ပြင်းတယ်တငယ်ချင်းအုပ်ထုပ်ကလွင့်သွားလို့လိုက်ကောက်တာလိုက်ထားတာဒါတော့မောင်းမျိုးနိုင်ကျန်းကော်ဆေးလို့ခေါ်တယ်ညီပဲယူနေတူဒါရှိတယ်လေဟုတ်လားอย่าไปใกล้นะกลัวมันดีดอ่ะโอ้วิล่าอันนี้ก็เพราะว่าไปโดนกระตุ้นဒီလင်ပြားတော့အရန်လှပါတယ်အနောက်ကတော့ရေခဲတောင်ပဲပေါ့နော်6လပိုင်းကနေ10လပိုင်းတွင်းလာရင်မြက်ခင်းပြင်မှာပန်းနေပွင့်နေပြီတဲ့ဒီမှာမြင်းစည်းလို့လည်းရတယ်မြင်းကတော့လမ်းကြောင်းအလိုက်ဈေးတွေကွာတယ်ပေါ့ကျမတို့မေးကြည့်ရတော့တယောက်ကို180ရန်လို့ပြောတယ်ဒီညမှာမြင်ရတာကတော့တိဘက်လူမျိုးတွေဖျားဝတ်ပြုတဲ့delay တစ်ခုပေါ့နော်ဒီနေရာမှာတပတ်ပြည့်အောင်လှည့်လိုက်လို့ရှိရင်ဖျားတစ်ခါပူဇော်တာနဲ့တူပါတယ်တဲ့ဖျားဝတ်ပြုတာပေါ့နော်တစ်ခါပြီးမြောက်တာနဲ့တူပါတယ်ပေါ့လှည့်တဲ့အခါနာရီလက်တန်အတိုင်းလှည့်ရပါတယ်ရှင်ဟေးတက်တန်ထားလိုက်တာဝါဒီညနေပြီးတော့ရှေးအောင်မြို့တော်ကိုအပေါ်စီးကနေမြင်ရပါတယ်ခဏနေမြို့ဟောင်းနဲ့သွားပြီးတော့ရှောက်လည်ထားတဲ့ပုံလေးပြမယ်နော်
25好看啊，可以送人的。嗯，好可爱。တခါဖက်ပြီးတော့ဓာတ်ပုံရရင်နဲ့တယောက်ကို10 yuan နဲ့မြန်မာပတ်စံနဲ့ဆို6000ကျော်ပေါ့အမွေလေးရအရာကြိုက်တယ်လက်တွေမှာတော့ပြီးတော့ဝေးယုံမှာတော့အောက်ဘက်အထိအမွေလေးပါဒီဝေးဆောင်လေးရကြိုက်တယ်အစားတလိုင်းသမားတွေအတွက်ပါတပွဲကို38 yuan နဲ့ဝယ်ခဲ့တာပေါ့နော်38 yuan ဆိုတော့မြန်မာပတ်စံက2000ကျော်ကျော်ဝန်းကျင်ပေါ့抒情八道照38元。ဒါတော့မောင်းမျိုးနိုင်ကောင်းလို့ခေါ်တယ်။ကျမတို့မြန်မာပြည်မှာဆိုလို့ရှိရင်ရေပဲယူလိုမျိုးပေါ့နော်။ဒါကြတော့ဒီဘက်နွားနိုးနဲ့လှုပ်ထားတဲ့တည်စာတစ်မျိုးပေါ့။စားလို့ကောင်းပါတယ်။ဒီလောက်ချိန်ကြည့်လိုက်တာ53 yuan ကျပါတယ်။ဒီမှာပတ်စံနဲ့ဆိုရင်တော့3000ဝန်းကျင်ပေါ့နော်။回家回，酒店回，台湾，泰国太远，回家了，กลับบ้านนะกลับประเทศไทย拜拜大家見到沒大家要讀課中項目了吧見到沒呢大家ရှန်ဂလီလာ vlog လေးကတော့ဒီလောက်ပါပဲရှင်ကျမရဲ့ video file လေးကို like and share လေးလည်းလုပ်ပေးပါအောင်ရှင်နောက် vlog တွေမှာပြန်ဆောင်ကြမယ်เนาะကြိုက်ကြလော